အခုခေတ်ထိလေကိုရာသီသွေးပေါ်ရရက်ကိုတေချာမှတ်ထားတဲ့မိကလေးအများကြီးရှိသေးတယ်အမျိုးသမီးတွေပုံမှန်ဆေးရုံစကန်သွားတဲ့အခါမှာရာသီသွေးပေါ်ရရက် last menstrual period LMP ဆိုတာကိုဆရာဝန်တွေအမြဲမေးတာကြုံမှုကြတယ်မလားအများစုထင်နေကြတာဒါကိုရာသီနောက်ဆုံးလာသွားတဲ့ရက်လို့ထင်နေကြတာတကယ် LMP ဆိုတာကလေရာသီလာသွားတဲ့နောက်ဆုံးလရဲ့ရာသီလာတဲ့အပတ်ရဲ့ပထမဆုံးရက်ကိုဆိုလိုတာပါဒီလိုရက်မျိုးကအတူနေတဲ့ပါတနာရှိမှမှတ်ထားရတာမျိုးမဟုတ်ဘူးအမျိုးသမီးတွေကရာသီလာတဲ့အခါမှာအရေးပြားရဲ့စိတ်အခြေအနေရဲ့ကျန်းမာရေးအခြေအနေတွေပြောင်းလဲတတ်တာရှိတယ်အခုနောက်ပိုင်းအမျိုးသမီးတွေမှာမျိုးဦးအိမ်ရေးတဲတာမျိုးဖြစ်များကြတယ်ဆိုတော့ဒီလိုမှတ်ထားခြင်းအဖြစ်ကိုယ့်ရဲ့ရာသီစဝန်းမှန်မှန်ရဲ့ဟော်မုန်းညီမျှမှုရှိမရှိရဲဆိုတာပါခံမှန်းကြည့်လို့ရပါတယ်နောက်ပြီးတော့ရာသီလာခံဒီအချိန်မှာလဲ skin care ဘိုင်းနဲ့စောင်းတောင်းနေထိုင်မှုပုံစံကိုပြုပြင်ပြီးတော့ကျန်းမာရေးကိုပိုကူးဆိုင်လို့ရတယ်အရင်ကဆိုရင်ရာသီစဝန်းကိုကျမတို့ပုံသင်နည်းတွေနဲ့ပြန်တွက်ချက်ရတယ်အခုဆိုရင် Flow တို့ Clue တို့လိုမျိုး application တွေက iOS 或 Android မှာပါတိုင်းတာတစ်ခုအထိ free သုံးလို့ရနေတယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒီလို application တွေမှာပုံမှန်သွားပြီးမှဆိုရင်နောက်ပိုင်းကိုရာသီလာမဲ့ရက်ကိုပါသူကအနည်းဆက်ဆုံးခံမှန်းပေးနိုင်ပါတယ်ဒါဆိုရင်ဒီနေ့ကစပြီးတော့ကိုယ့်ရဲ့ last menstrual period ကို application မှာတေချာမှတ်ထားတော့နော်